အားလုံးပဲမင်္ဂလာပါကျွန်တော် history ပိုင်း Trumbull မှာတူတူပါလေမြန်မာစကားပုံဟာကျမတို့နေ့စဉ်ဘဝမှာပြောဆိုသုံးပြုနေတဲ့စကားလုံးများတဲ့အားတစ်ခုပါပဲဒါပေမဲ့တချို့စကားပုံတွေရဲ့အသေးပဲကိုတော့တေချာမသိပဲလွဲမှားစွာပြောဆိုယူဆနေကြတတ်ပါတယ်ဒီနေ့မှာတော့ကျမတို့နေ့စဉ်အသုံးပြုနေတဲ့မြန်မာစကားပုံများတဲ့ဟာလူအများအသေးပဲလွဲမှားနေတဲ့စကားပုံသုံးဖို့ကိုပြတ်သားမှာဖြစ်ပါတယ်ကိုယ်တိုင်လည်းဒီလိုမှနေမိလားဆိုတာအတူတူစစ်ကြည့်ရအောင်နော်ရွာတရွာမှာစုံမတရားမရှိရင်ရွာတည်နေနာဒီစကားပုံကိုငငယ်ကအဖိုးအဖွားအပြည့်အမေတို့ပြောလို့တော်တော်များများကြားပူကြမှာပါလူအများနားလည်ထားတာကရွာတရွာမှာစုံမတရားမရှိရဲ့ရွာမတည်နိုင်ဘူးဆိုပြီးတော့တည်ထားကြပါတယ်ဒါပေမဲ့ဒီစကားပုံရဲ့အတိတ်တွေကရွာတရွာမှာအတန်းကိစ္စတစ်ခုလောက်ရတွင်အများနဲ့ဆန့်ကျင်သူသဘောမတူသူတရားမရှိမှပြဲပါဝင်တတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်လူအတိုင်းဝိုင်းတိုင်းတွင်အနုလက္ခဏာဆောင်သောသူဓမ္မမဟုတ်ရင်ပြဿနာတစ်ခုရှိနေခြင်းကအတိုင်းအဝိုင်းရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းပေးနိုင်တဲ့သဘောတရားကိုရည်ညွှန်းပါတယ်။သုံးပါးကလူမှုအတိုင်းအဝိုင်းတွေမလို့လားအတော်ဓမ္မမဟုတ်အန်ဒီရရှိဒီလို့သတ်မှတ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။သူအဖွဲ့အစည်းတစ်ခုမှာသုံးပါးကဲ့သို့သောပဏိပက္ခဖြစ်စေသည့်အကြောင်းအရင်းများဓမ္မမဟုတ်ရင်ရန်သူမရှိပါကထိုအတိုင်းအဝိုင်းဒီပြဿနာများကိုအတူတကွရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကြတင်တတ်ပြီးတည်ငြိမ်မှုပြည့်ဝနိုင်ပါတယ်။ရှေးမြန်မာကျွော်တစ်ခုမှာသုံးပါးလို့ဆွဆွဲခံရတဲ့သူဟာကျွော်ရဲ့ပြဿနာအလုံးအကြောင်းအရင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။သုံးပါးကိုအပြစ်တင်ခြင်းဖြင့်ကျေးရွာနေသူများဟာမိမိတို့အရှင်းရှင်းစီလုံးမှုကိုထင်သိနိုင်ခဲ့ပါတယ်။ကျေးရွာတွင်ဒီခန်းချောက်ခြင်းယောဂဖြစ်ခြင်းစတဲ့ဘေးဒုက္ခတို့ကိုသုံးပါးရဲ့အပြစ်လုံးအပြစ်မြင်ကကျေးရွာအတွင်းပူပေါင်းဆောင်ရွက်မှုကိုဖြစ်စေခဲ့ပါတယ်။ရွာတရွာမှာသုံးပါးတရားမရှိရင်ရွာမတည်နိုင်ဆိုတာကလူမှုအဖွဲ့အစည်းတိုင်းမှာပဏိပက္ခရဲ့အခန်းကဏ္ဍရှိသည်ဟုတော့သူ့တဘာဝကိုထောက်ပြတဲ့စကားပုံတစ်ခုပဲဖြစ်ပါတယ်။သမင်းတလုံးတုတ်တစ်ချက်ဒီစကားပုံကတော့ငငယ်ထဲကလူကြီးမိဘတွေပြောလို့တော်တော်များများကြားဖို့ကြမယ်ထင်ပါတယ်။ကလေးငယ်များသမင်းမစားတဲ့အခါရိုက်နှက်ပြီးသမင်းတလုံးတုတ်တစ်ချက်ဆိုပြီးတော့မှပြောဆိုတတ်ကြပါတယ်။ဒါပေမဲ့ဒီစကားပုံရဲ့အတိတ်ပဲအမှန်ကတော့ကျေးဇူးကမ်းခြင်းဓမ္မမဟုတ်ရင်ကျေးဇူးကိုမသိပဲဆိုရစွာပြတဲ့တုတ်ပြန်ခြင်းကိုဆိုလိုပါတယ်။သမင်းတလုံးဆိုတာကကျေးဇူးပြုမှုကူညီမှုကိုဆိုလိုပါတယ်။တုတ်တစ်ချက်ဆိုတာကကျေးဇူးကမ်းစွာပြတဲ့တုတ်ပြန်ခြင်းကိုဆိုလိုပါတယ်။တစုံတဦးကိုကူညီပြီးနောက်ထိုသူကကျေးဇူးမတိပဲဆိုရစွာပြန်လဲတုတ်ပြန်ခြင်းကိုဆိုလိုပါတယ်။ဥပမာမိမိရတငယ်ချင်းတဦးကိုငွေချေးပေးတယ်။တငယ်ချင်းကထုံငွေကိုပြန်မဆက်ဘူးဆိုတာကမိမိကိုထမင်းတလုံးတုတ်ချမ်းနဲ့တုတ်ပြန်လာလားလို့မိမိတငယ်ချင်းကိုပြန်ရမယ်စကားပုံပဲဖြစ်ပါတယ်။ထမင်းတလုံးတုတ်ချက်ဆိုတာကမိမိအပေါ်ကူညီပေးရသူကိုကျေးဇူးမတိတတ်ပဲကျေးဇူးကမ်းခြင်းကိုဆိုလိုတာပဲဖြစ်ပါတယ်။ငါမရရေချိုးပြန်ဒီစကားပုံနဲ့ပတ်သက်ပြီးတော့ငငယ်ရကြည့်ခဲ့ပြီးတဲ့မြန်မာဇာတ်ကားထဲမှာမင်းသားကမြန်မာနှစ်ယောက်ထဲကမြန်မာဖြစ်သူကိုလာခိုးတယ်။တကယ်လည်းခိုးမိတာကအမဖြစ်သူကိုခိုးမိပြီးငါးမြတ်ရေချိုးပြတ်ဆိုပြီးတော့အတိတ်ပဲမှာပြောကြပါတယ်။တချို့ကဈေးထဲကိုအင်ချူရပို့သွားတယ်။အင်ဒီသဘောကျတာမတွေ့တော့တနက်ခါဝယ်ပြီးပြန်လာတာကိုငါးမြတ်ရေချိုးပြတ်ဆိုပြီးတော့အတိတ်ပဲမှာစာပြောနေကြပါတယ်။အမှန်တော့ဒီစကားပုံဟာအခွင့်အလမ်းကိုအသုံးမချနိုင်ပဲအကျိုးမဲ့စာပြန်လာခြင်းကိုဆိုလိုတာပါ။တို့ချင်တဲ့ကငါဖမ်းဖို့ရည်ရဲစင်းပြီးငါမဖမ်းရပဲရေချိုးပြီးပြန်လာရသလိုအလုပ်တစ်ခုကိုအားဆိုင်လုပ်ပြီးမြဲအကျိုးမရှိပဲအချိန်တွင်းရခြင်းကိုဆိုလိုပါတယ်။ဥပမာအလုပ်တစ်ခုတော့၆တာမအောင်မြင်ဘူး။တနေ့ကုန်တရားနာဝယ်သူမရှိပဲပြန်လာရရဲဆိုတာတွေကိုငါမရရေချိုးပြဆိုပြီးတော့သုံးလို့မှာဖြစ်ပါတယ်။အခွင့်အလမ်းတိုင်းကိုအကျိုးရှိရှိအသုံးချပြီးအချိန်မြင့်အားဆိုင်ထုတ်မှုတိုင်းမှာရက်လက်ကောင်းရှိဖို့ကြိုးစားရပါမယ်။ငါမရရေချိုးပြဆိုတဲ့စကားပုံကိုအလုပ်တစ်ခုမှာအကျိုးမရှိပဲအချိန်တွင်းရခြင်းအတွက်သာအသုံးပြုသင့်ပါတယ်။ဒီတော့ကျမတို့နေ့ပြန်သုံးပြနေတဲ့စကားပုံတွေကိုမှန်မှန်ကန်ကန်နားလည်ဖို့ရတယ်အရေးကြီးပါသေးတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမိမိတို့အမြင်တွေကိုလည်းပြောပြခဲ့ကြပါဦးနော်။နောက်ထပ်အကြောင်းအရာများကိုသိရှိဖို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။